လော်ဖုံးတို့အဖွဲ့ဟာမြို့ပြင်ကမကောင်းဆိုးဝါးမြို့တော်ကိုတွားပြီးတုတေသနပစ္စည်းကိုတွားယူကြတဲ့အချိန်မှာကြောက်ဟောင်ပိုင်ရဲ့ဦးလေးဟာလော်ဖုံးတို့အဖွဲ့ကိုအကောက်ကြံဖို့အတွက်မြို့အနီးမှာဒီအဆင့်ရှိတဲ့ရွှေကြီးကန်းသားရဲကိုလွှတ်ထားလိုက်ပါတယ်။ရွှေကြီးကန်းသားရဲပေါ်လာတာကိုစောင့်ကြည့်နေတဲ့ဌာနချုပ်ကတွေ့သွားတဲ့အချိန်မစ်ရှင်ကိုရဲရန်ပြောကြားခဲ့ပေမဲ့ညွှန်ကြားရေးမှူးကတပ်သားတွေရဲ့အရေးချင်းကိုစစ်ဆေးရန်အတွက်မစ်ရှင်ကိုဆက်လက်လှုပ်ဆောင်ဖို့ပြောလိုက်ပါတယ်။ရွှေကြီးကန်းသားရဲနဲ့အနီးဆုံးမှာရှိတဲ့လော်ဖုံးဟာထွက်ပြေးဖို့ကြိုးစားမဲ့အစားထိတ်တိုက်ရင်ဆိုင်ဖို့ကိုရွေးချယ်လိုက်ပါတယ်။သူဟာဓားကိုကြစ်ပါအောင်စုပ်ပြီးရွှေရောင်ကြီးကန်းစီကိုတက်ပြေးသွားခဲ့ပါတယ်။ရွှေရောင်ကြီးကန်းကလည်းသူစီတက်ပြန်လာပြီးရွှေရောင်မွေးချွန်တွေနဲ့လှမ်းပစ်လိုက်ပါတယ်။လော်ဖုံးကစူးကြုံအမွေးတွေကိုရှောင်လိုက်နိုင်ပေမဲ့ရွှေရောင်ကြီးကန်းနဲ့တက်တိုးကတိုက်ခိုက်ခံရပြီးအဝေးကိုလွင့်သွားပါတယ်။သူဟာပြန်ထလာပြီးအပေါ်ကနေသူစီတက်ပြန်လာတဲ့သားရဲကိုဓားနဲ့လှမ်းပစ်လိုက်ပါတယ်။ပြီးတော့အပေါ်သို့ခုံကျော်ကတိုက်ခိုက်လိုက်ပါတယ်။စိတ်ဝိညာဉ်ကိုအသုံးပြုကဓာတိနေရာကိုရွှေ့ပြီးပစ်လိုက်တဲ့ဓာတ်ချက်ကြောင့်သားရဲဟာဒဏ်ရာရသွားပြီးအုပ်ပုံကြားတဲ့ပြုတ်ကြကညှက်နေခဲ့ပါတယ်။ထိုအခွင့်အရေးကိုအမိရယူကသားရဲရဲ့ခေါင်းကိုဖျက်နိုင်ခဲ့ပါတယ်။ဒါကိုစောင့်ကြည့်နေတဲ့ညွှန်ကြားရေးမှူးကလည်းလော်ဖုံးရဲ့စိတ်ဝိညာဉ်တိုက်ကွက်ကိုအံ့ဩနေခဲ့ပါတယ်။ဌာနချုပ်ပြန်ရောက်တဲ့အချိန်မှာတော့သူတေသနပစ္စည်း36ခုနဲ့လက်နက်5ခုယူလာနိုင်တဲ့အတွက်ဒုတိယနေရာရကနောက်ဆုံးအကဲဖြတ်မှုမှာဝင်ခွင့်ကိုအောင်မြင်ခဲ့ပြီးစစ်တီတော်တယောက်ဖြစ်လာပါတော့တယ်။သူဟာစစ်တီတော်တယောက်ဖြစ်လာပြီးဖြစ်တဲ့အတွက်စစ်တီတော်လက်နက်ဖြစ်တဲ့အဆင့်ကိုမိုးကြိုးသားနဲ့အဆင့်3ဓာတ်တိုင်းစာအုပ်ကိုဝယ်ယူလိုက်ပါတယ်။မိုးကြိုးသားဟာအဆင့်မြင့်ဓာတ်တစ်ချောင်းဖြစ်သည့်အတွက်အဆင့်မြင့်စစ်တီတော်တယောက်ကကိုယ်တိုင်လာရောက်ပို့ဆောင်ပေးပါတယ်။တစ်ဖက်မှာတော့ကြောက်ဟောင်ပိုင်ရဲ့ဦးလေးဟာတူလုတ်ခဲ့မိတဲ့အဖြစ်အတွက်လော်ဖုံးနဲ့ဆွေးနွေးခြင်းကြောင့်ကြည်ရှမ်းခမ်းမကိုဆက်သွယ်လာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကြောက်ဟောင်ပိုင်ဦးလေးဟာတပည့်2ယောက်နဲ့အတူကြည်ရှမ်းခမ်းမကိုရောက်လာခဲ့ပါတယ်။တူရဲ့အဖြစ်အတွက်ရွှေငွေတန်း90ပေးဖို့ကမ်းလှမ်းခဲ့ပေမဲ့လော်ဖုံးကတော့သူ့အဖေကိုဒူးထောက်တောင်းပန်ရန်ပြောတဲ့အတွက်သူ့အကြောင်းသိစေရမယ်ဆိုကစိတ်ဆိုးမှန်ဆိုးနဲ့ပြန်သွားပါတယ်။အမှန်ဆိုရင်ကြောက်ဟောင်ပိုင်ရဲ့ဦးလေးဟာဘိုးချုပ်အဆင့်စစ်တီတော်ဖြစ်ရန်အတွက်တဆင့်ပဲလိုတော့တဲ့သူဖြစ်ပါတယ်။တစ်ဖက်မှာလည်းညွှန်ကြားရေးမှူးရဲ့ပြောကြားပေးမှုကြောင့်လော်ဖုံးဟာလည်းကြည်ရှမ်းခမ်းမစစ်တီတော်လေ့ကျင့်ရေးအဖွဲ့ရဲ့မိတူအဖွဲ့ဝင်ဖြစ်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့အဖွဲ့ဝင်တွေနဲ့မိတ်ဆက်နေတဲ့အချိန်အရေးကြီးမစ်ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ဇီဝတုတေသနလုပ်အားပေးအဖွဲ့တစ်ခုဟာတာရဲဆိုးတွေရဲ့နမူနာကိုယူဖို့မြို့ပြတစ်ခုကိုတွားရင်းတာရဲတွေရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတဲ့အတွက်ထိုအဖွဲ့ကိုတွားကယ်တင်ပေးရန်ဖြစ်ပါတယ်။အခြေအနေအရသူတို့အဖွဲ့နဲ့အနီးဆုံးဖြစ်တဲ့အတွက်အမြန်ဆုံးထွက်ခွာလာခဲ့ကြပါတယ်။လမ်းရောက်မှာတော့တာရဲအဆင့်တော်ဝက်တာရဲတိုက်ခိုက်တာကိုခံရတယ်။ခေါင်းဆောင်ကလော်ဖုံးရဲ့အရေးချင်းကိုသိချင်တဲ့အတွက်တယောက်တည်းတိုက်ခိုက်စီပါတယ်။လော်ဖုံးကမိုးကြိုးသားကိုဆွဲထုတ်ကတောထက်စီကိုပြေးသွားကတောဝက်ရဲ့ကြောကိုဓာတ်ဖြင့်ထိုးသွင်းတိုက်ခိုက်လိုက်တယ်။ခဏအကြာမှာတော့တောဝက်ဟာလော်ဖုံးရဲ့တစ်ချက်အောက်မှာတိတ်ဆုံးသွားခဲ့တယ်။ခေါင်းဆောင်ကလည်းလော်ဖုံးရဲ့အရေးချင်းကိုကြည့်ပြီးသဘောကျနေခဲ့တယ်။သူတို့ခီးဆက်ပြီးခဏအကြာမှာတော့ကဲတင်ရမယ့်လူစရင်သူတို့စီရောက်လာခဲ့တယ်။လူစရင်ကိုကြည့်လိုက်တဲ့အချိန်မှာလော်ဖုံးကြိုက်နေတဲ့တစ်ချိန်ကတန်းဖို့ယူရှင်းလဲအဲ့မှာပါနေတာကိုသိလိုက်ရတယ်။သူတို့မသိလိုက်တာကသူတေသနအဖွဲ့ကိုတားရဲတွေတိုက်ခိုက်လာအောင်ကြောက်ဟောင်ပိုင်ရဲ့ဦးလေးတို့အဖွဲ့ကအကွက်ကြကြလှုပ်ကြံခဲ့တာဖြစ်ပါတယ်။သူတေသနအဖွဲ့သားတွေကိုတက်ကအချက်ပြပစ္စည်းတွေကိုလည်းဖျက်ဆီးပစ်ခဲ့ကြတယ်။လော်ဖုံးတို့အဖွဲ့မျိုးပြက်ကိုရောက်တဲ့အချိန်မှာထိုအဖွဲ့နဲ့ဆုံခဲ့ပေမဲ့ကယ်ဆယ်ရေးကပထမဦးစားပေးမှုပြဿနာမဖြစ်စေဘဲဆက်လက်ကထွက်ခွာလာခဲ့ကြတယ်။ကြောက်ဟောင်ပိုင်ရဲ့ဦးလေးကတော့လော်ဖုံးကိုကြည့်ပြီးအခွင့်အရေးရသည်နဲ့တခါတည်းရှင်းပြရန်ကြံစည်နေခဲ့တယ်။အချက်ပေးဆက်ပစ္စည်းများကိုလော်ဖုံးတို့တွားမီလမ်းများတွေမှာဝတ်ထားပြီးအချိန်ကျလာရင်အချက်ပေးပစ္စည်းများကိုဖွင့်ပြီးတာရဲဆိုးတွေကိုဆွဲဆောင်ကလော်ဖုံးတို့အဖွဲ့တွေကိုရှင်းပြရန်လှုပ်ဆောင်ကြတယ်။အချက်ပေးပစ္စည်းကြောင့်တာရဲအများပြားရောက်လာတဲ့အတွက်လော်ဖုံးတို့အဖွဲ့အမြန်ထွက်ပြေးခဲ့ကြရတယ်။တစ်ဖက်မှာလည်းသူတေသနအဖွဲ့မှယူရှင်းတယောက်တည်းသာလွတ်မြောက်လာခဲ့တယ်။သူမဟာပြေးရင်လွှားရင်းနဲ့အိမ်ပြက်တစ်ခုတည်းဝင်ပုန်းနေခဲ့တယ်။ဒါပေမဲ့ကြောက်ဟောင်ပိုင်ဦးလေးရဲ့အဖွဲ့တွေကစနိုင်ပါတင်တဲ့သမားကတနက်နဲ့လှမ်းပစ်ပြီးအချက်ပြလိုက်တဲ့အတွက်သူမရဲ့တီနေရာကိုတာရဲကတီးသွားခဲ့တယ်။သူမနောက်ကိုတာရဲကရောက်နေပြီးခုံအုပ်ရန်ပြင်လိုက်တယ်။ထိုအချိန်မှာခုနကတနက်တန်ကြောင့်လော်ဖုံးဟာအပြေးလွှားရောက်လာခဲ့ပြီးခုံအုပ်ရန်ပြင်နေတဲ့တာရဲရဲ့ခေါင်းကိုဖျက်ပစ်လိုက်ပြီးယူရှင်းကိုကယ်တင်လိုက်တယ်။ပထမကမျောလင်းချက်မဲ့နေတဲ့သူမဟာလော်ဖုံးကိုမြင်တဲ့အချိန်မှာအားကိုးတကြီးနဲ့ကြည့်နေခဲ့တယ်။လော်ဖုံးကယူရှင်းကိုကြောပေါ်တင်ပြီးသူတို့အဖွဲ့ဟာထွက်လာခဲ့ကြတယ်။နောက်မှာတာရဲအုပ်ကြီးလိုက်လာတဲ့အတွက်ခေါင်းဆောင်ကအဆောက်အဦပြက်တစ်ခုတည်းခဏပုံးနေဖို့အမိန့်ပေးလိုက်တယ်